ဤစွပုံမြင်ကလေးဝကလေးကနားရီဝါခဲ့တဲ့ဤစွပုံမြင်များစာအုပ်ကိုမှတ်မိကြလားဤစွပုံမြင်ကဘာသာစကားအများဆုံးနဲ့ဘာသာပြန်ဖြန့်ချီထားတဲ့စာအုပ်တွေကတအုပ်ဖြစ်ပါတယ်ဒါနဲ့ယုံနဲ့လိပ်ပုံမြင်ကိုရေးသားခဲ့တဲ့ဤစွဆိုတာဘာတူလဲတကယ်ရောရှိခဲ့တဲ့လူကြီးလားအများစုယုံကြည်ကြတာတော့ Aristotle နဲ့ Herodotus တို့ရဲ့မှတ်တမ်းတွေအရဖြစ်ပါတယ်BCE 900ဆိုရောက်မှာ Herodotus ကဤစွဆိုတာ BCE 600ဆိုတော့အသက်ရှင်သန်ခဲ့တဲ့ကျွန်တဦးဖြစ်တယ်ဆိုပြီးဆိုထားခဲ့ပါတယ်။ AD 100ဆိုရောက်မှာ Plutarch ဆိုသူကဤစွဆိုတာ BCE 600ဆိုတော့လေဒီယာပြည်ပြည်ရဲ့ခရစ်ဆက်စီမှာအကြံပေးအမတ်အနေနဲ့အလုပ်လုပ်ခဲ့တယ်လို့ဆိုပြန်ပါတယ်။ဒါပေမဲ့ AD 100ဆိုတော့ပြုစုခဲ့တဲ့အထုပ်ပတ်တိမှတ်တမ်းတွေအရဆိုရင်ဤစွဆိုတာစာမိုကျွန်းသားတအုပ်ဖြစ်ပြီးတော့ကျွန်းဆိုပေမဲ့လည်းသူ့ရဲ့အမျော်အမြင်နဲ့အဟောအပြောတွေကြောင့်လူယိုသေးရှင်ယိုသေးဖြစ်ခဲ့ပါတယ်။သူ့ရဲ့ဉာဏ်ပညာအမျှော်မြင်ကြောင့်ပဲသူခတ်စားတဲ့သခင်ကသူ့ကိုလွတ်မြောက်ခွင့်ပေးခဲ့ပါတယ်။အဲ့ဒီကနေ Lycurgus ဆိုတဲ့ဘုရင်မင်းစီမှာ Riddle Solver ခေါ်ပဟေလိအဖြေရှာသူအနေနဲ့အမှုထမ်းရနေပြည်သူပြည်သားတွေစိတ်ကွက်အောင်လုပ်မိလို့ Delphi မှာကွက်မျက်ခြင်းခံခဲ့ရတယ်လို့သိရပါတယ်။အားလုံးကိုခြုံကြည့်ရင်တေချာပြောလို့ရတာတခုကဤစွဆိုသူကကျွန်းတဦးဖြစ်ပြီးတော့သူ့ရဲ့ဉာဏ်ပညာအမျှော်မြင်ကြောင့်သူ့သခင်ကသူ့ကိုလွတ်မြောက်ခွင့်ပေးခဲ့တယ်။နောက်ပိုင်းမှာဘရင်တစ်ပါးပါးစီမှာပညာရှိအမတ်တယောက်အနေနဲ့အမှုထမ်းခဲ့တယ်။ဒါပါပဲ။ဤစွပုံမြင်တွေက Greek ခေတ်ကနေရောမခေတ်အထိပါဇက်ပုံမြင်တွေအနေနဲ့ပဲတွင်ကျယ်ခဲ့တာဖြစ်ပါတယ်။မှတ်တမ်းတွေအရဆိုရင်ဤစွတည်သွားပြီးနှစ်ပေါင်း200ကျော်300ကြာမှမှတ်တမ်းမှတ်ရာအနေနဲ့ရေးသွင်းပြုစုခဲ့ကြတာဖြစ်ပါတယ်။ပထမဆုံးမှတ်တမ်းတင်ခဲ့တဲ့သူက BC 400ဆိုတော့ Greece philosopher ဖြစ်တဲ့ Demetrius ဖြစ်ပါတယ်။အဲ့ဒီနောက် AD 100ဆိုကနေ200ဆိုဝန်းကျင်အတွင်းမှာရောမခေတ်စာရေးဆရာ Babrius ကအခုခေတ်ထိနာမည်ကြီးဆဲဖြစ်တဲ့ဤစွပုံမြင်များပေါင်းချုပ်ကိုပြုစုခဲ့ပါတယ်။အဲ့ဒီပေါင်းချုပ်ကိုပဲရောမပုံမြင်ရေးဆရာတဦးဖြစ်တဲ့ Phaedrus ကနေပြီးတော့ Latin ဘာသာနဲ့ပြန်ဆိုရေးသားခဲ့ပါသေးတယ်။အဲ့ဒီမှတ်တမ်းတွေထဲမှာတချို့ပေါင်းချုပ်တွေကပျောက်ပြတ်သွားတာရှိသလိုအခုချိန်ထိထိမ့်သိမ်းထားနိုင်တဲ့ပေါင်းချုပ်တွေလည်းရှိပါသေးတယ်။ Wikipedia မြန်မာဘာသာမှာဤစွပုံမြင်တွေကနှစ်ပေါင်း1000ကျော်ပျောက်ကွယ်သွားခဲ့တယ်လို့ရေးသားထားပါတယ်။ဒါပေမဲ့ဒီအချက်လက်တွေကမတိကျပါဘူး။ဤစွပုံမြင်တွေကတခါမှမပြောက်ဆုံးဘူးပါဘူး။အမှန်တကယ်တော့လူတွေလက်လန်းမမီတဲ့နေရာတွေမှာထိမ့်သိမ်းစောင့်ရှောက်ထားခဲ့ကြတာဖြစ်ပါတယ်။စာရေးဆရာမ Laura Gibbs ရဲ့ဤစွဖေဘယ်စာအုပ်မှာပါတဲ့မိတ်ဆက်ဆွေးနွေးချက်အရာဆိုရင်ဒီလိုပါ။ AD 900ခုနှစ်ကနေ1000ခုနှစ်အတွင်းအလဲခေတ်ရောက်လာတဲ့အချိန်မှာစာတက်မြောင်နှုန်းကျဆင်းလာခြင်းဘာသာရေးစာပေတွေကိုဦးစားပေးလာခြင်းဗဟုသုတမျှဝေဖို့အတွက်ရောမမှာအခြေခံအဆောက်အအုံမရှိတော့ခြင်းဒီအချင်းရာတွေကြောင့်လူတွေကဤစွပုံမြင်တွေကိုတန်ဖိုးမထားကြတော့ပါဘူး။ဒါကြောင့်ဖုံးတော်ကြီးတွေနဲ့အစ္စလမ်ပညာရှိတွေကဤစွပုံမြင်များအပါအဝင်ရှေးကဏ္ဍဝန်စာပေတချို့မပြောက်မပြက်ရလေအောင်ဘိုင်ဇန်တီရဲ့ပါရှားနဲ့အစ္စလာမစ်စပိန်ရှိဘုံကြီးကျောင်းတွေနဲ့စာကြည့်တိုက်တွေမှာထိမ့်သိမ်းထားရှိခဲ့တယ်လို့သိရပါတယ်။1300ပြည့်နှစ်များကနေ1600ပြည့်နှစ်များအတွင်းရီနစ်ဆက်ခေတ်အရောက်မှာကဏ္ဍဝန်စာပေတွေကိုစိတ်ဝင်စားမှုပြန်မြင့်တက်လာပါတယ်။ဒါနဲ့ပဲဤစွပုံမြင်များကိုလည်းပြန်လဲထုတ်ဖော်ပြီးတော့ဘာသာစကားအမြောင်အများနဲ့ဘာသာပြန်ဆိုခဲ့ကြပါတယ်။15ရာစုနှစ်အရောက်မှာပုံနှိပ်ထုတ်ဆက်ပေါ်ပေါက်လာပြီးတော့ပုံနှိပ်ထုတ်ဝေဖြန့်ချီတဲ့အထိပေါက်ရောက်လာခဲ့တယ်။ကျောင်းတင်ရိုးစာတွေမှာလည်းထည့်သွင်းဖော်ပြခဲ့ကြတယ်။အခုချိန်ထိလည်းဤစွပုံမြင်များဆိုရင်ကလေးလူကြီးမရွေးနားရင်နေစေဖြစ်ပါတယ်။တခုတော့အငြင်းပွားစရာရှိပါတယ်။တချို့လူတွေကဤစွဆိုတာအမှန်တကယ်မရှိဘူး။ပုံမြင်ရေးဆရာတယောက်ကတရိတ်ဆန်တွေကိုအခြေပြုပြီးတော့ဆုံးမတင်ကြားပေးတဲ့ပုံမြင်တွေရေးခဲ့တယ်။ပြီးတော့ဤစွဆိုပြီးတော့အမှန်တကယ်မရှိတဲ့လူရဲ့နာမည်ကိုထည့်ပေးလိုက်တယ်။ဒီလိုတွေယုံကြည်ကြတဲ့သူရှိပါတယ်။ဘာပဲဖြစ်ဖြစ်ကိုကြားဘူးနာဝဖြစ်နေတဲ့ဤစွပုံမြင်များရဲ့နောက်ကွယ်မှာအများကြီးရှိနေတာကိုသိလိုက်ရတာတော့အမြတ်ပါပဲ။ကဲနောက်ပိုင်းမှာလည်းဖတ်ရှုမိသမျှကိုပြန်လည်မျှဝေပေးပါမယ်။ Hi Story